မင်္ဂလာပါဒီခါကျွန်တော်ချစ်တဲ့ပြည်သက်ကြီးတွေကျွန်တော်ညီနေခံစားရေးဖွဲ့ထားတဲ့တခြင်းလေးတစ်ခုကိုဖြော်ရည်တင်ဆက်ပေးခြင်းပါတယ်မနန်းတိုက်တဲ့ပန်းမိုက်လို့အမည်ရပါတယ်နားဆင်ကြည့်ပါတရားနဲ့ငါလိုလူဟာကွယ်တမှုမင်းနှလုံးသားဝိယုံမလုံးမကြုံဖြုံငါရဲ့ကတနာရဲ့တဝင်းငါအလေးဘယ်ကခွင့်ရနိုင်မမလဲပိုင်ဆိုင်လူချစ်မျိုးမဟုတ်တော့လူချိန်မှာခါသာခွင့်နဲ့ချစ်ကြည်ကျွလေးဖြစ်ခွင့်ရရဲ့ငါကြည်နဲ့သေးရဲ့ဒါပေမဲ့ငါရဲ့အသေးကိုအကျဉ်းနာမဲ့မုန်းတင်များတဲ့နေခဲ့သူရဲ့ကိုမြတ်ထလို့မြတ်ခဲ့ပြီးငါကြည်နိုင်ပါတယ်ပုံမြင်အမီးရဲ့ဘဝကိုပိုင်ဆိုင်သူဟာတကယ်ထောင်ရရဲ့နဲ့အလားပန်းကိုပကတနာနဲ့မီလောင်တိုက်သွင်းနေတရားတကားစီနဲ့ပြုံးမျက်နှာဒီချိန်မှာကြေခွဲရင်နဲ့သေးပွဲဝင်ရဲ့ချစ်ရဲ့ခေတ္တတိုင်းချီတော်ရင်မှာကစရာရဲ့လေဝဲတဲ့ခံလာခဲ့ချစ်ရဲ့ဝတ်ကြမှာနေဆုံးသွားပြီကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်ခဲ့သည်ငါကြည်နိုင်ပါတယ်ပုံမြင်အမီးရဲ့ဘဝပိုင်ဆိုင်သူဟာတကယ်ထောင်ရရဲ့နဲ့လာပန်းပကတနာနဲ့မီလောင်တိုက်သွင်းနေပြန်တခါစီနဲ့ပြုံးမျက်နှာဒီချိန်မှာကြည်ခွဲရင်နဲ့သေးဝဲဝင်ရဲ့ချစ်ရဲ့ခေတ္တတိုင်းချီတော်ရင်မှာကစရာရဲ့လေခွဲတဲ့ခံလာခဲ့ချစ်ရဲ့ဝတ်ကြမှာနေဆုံးသွားပြီကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်
ကျေးဇူးများတင်ပါတယ်